လက်မောင်းကမာရွတ်တွေနဲ့လက်နိုးနေတဲ့မောင်ရွှေတန်းညတိုင်းဒီအိမ်မက်ဆိုးကပြန်လာနေတယ်ငါလက်မောင်းပေါ်ကမျက်လုံးတွေကြီးလာတယ်ဒီတစ်ခါတော့သူမကငါနောက်ကိုလိုက်လာတယ်ဒီရွာမှာနှစ်တရာကလေးကတောနတ်သမီးကိုနွားတွေနဲ့ရစ်ပူဇော်ခဲ့တယ်ဒါပေမဲ့ဒီနှစ်မှာသူမကနွားတွေအစားလူကိုရွေးချယ်လိုက်ပြီးဒီမော်ဆေးမြစ်တွေကသူမကိုအားနည်းစေတယ်ဒါပေမဲ့ဒီညတညအတွက်ငါတို့တစ်ချိန်ပဲအခွင့်အရေးရမယ်ညအချိန်မှာရွာသားတွေကပြန်သွားငါတို့ရွာကိုမနှောင့်ယှက်နဲ့မင်းရဲ့ကြုံတွေမဟုတ်ဘူးဆိုပြီးမောင်းထုတ်ကြတယ်နည်းနည်းရောက်တော့ကြောက်ရွံ့ကြီးကွဲကြနေတယ်ဒါပေမဲ့နောက်ဆုံးတန်တစ်ချက်ကမင်းတို့ငါ့ကိုမတတ်နိုင်သေးဘူးလို့ပြောသွားတယ်တောနတ်သမီးပြန်လာမလားနောက်ခန်းမှာတွေ့ကြမယ်နော်